mi sure gondo chimwanjine aka tediyo phoma phit pare moya mi solution chamaroga ludai ga koye moya mi ko ayan ko lwan sot tadiya gong yu tat jare balauk be tathai jwe phit twa pa se balauk be ya thu gong shin de chi ma twa pa se no naigan cha ri be yauk twa yin le ywa ma mwe khin yin le po no be niya be yaukကိုယ့်ရဲ့မွေးရမြေအကြောင်းပြောလိုက်ရင်အခုထိရင်ခုန်နေရတာဖြစ်တယ်ကိုယ့်ရဲ့မွေးရမြေဒီမွေးရမြေကတော့လောကမှာလူလာဖြစ်စေတဲ့အဖေအမေကနေမွေးလာတဲ့မွေးရမြေကိုဆိုလိုတာဖြစ်တယ်အခုကျမတို့ကပြပြဖြေမယ်မွေးရမြေကတော့ကျမတို့ခန္ဓာဟာတနေ့တည်သွားလို့ရှင်ဆုံးပါသွားလို့ရှင်ကျမတို့ရဲ့ခန္ဓာဟာမြေမုံမလာတော့ကြောင့်မြေမုံတို့ပြန်သွားရမယ်ခန္ဓာဟာမွေးရမြေကတော့မြေမုံဖြစ်တယ်ကျမတို့ရဲ့အသက်ဝိညာဉ်ကတော့အသက်ဝိညာဉ်ကိုပေးတယ်ဝိညာဉ်ဖခင်ဖြစ်တဲ့ထာဝရဘုရားရှိရာကောင်းကင်ဘုံမွေးရမြေကိုပြန်ရမှာဖြစ်ပါတယ်ဟာလေလုယာအဲ့ဒီကောင်းကင်မွေးရမြေကိုတော့ကျမတို့ကယေရှုခရစ်တော်ကိုမိမိရဲ့အသက်ခင်ကယ်တင်ပိုင်ရှင်တို့ယုံကြည်လက်ခံထားတော်သူရှစ်သမျှသာလေထိုကောင်းကင်ရွှေပြည်အဖဖျားရှိတဲ့မွေးရမြေကိုပြန်ရမှာဖြစ်တယ်ဒီနေ့ကျမတို့ဟာအသက်ရှင်ခွင့်ရတာကဒီနေ့ဆရာနှုတ်ကပတ်တော်ပြောတဲ့အတိုင်းကျမတို့ကိုအသက်ရှင်ခွင့်ပေးထားတာကဒီလောကမှာခဏဧည့်သည်လာလုပ်တဲ့အချိန်မှာဘုရားသခင်ရဲ့အမှုကိုဆောင်ဖို့ရန်တဲ့ကျမတို့ကိုအသက်ရှင်ခွင့်ပေးထားတာဖြစ်တယ်ကျမတို့ကဘုရားရဲ့အမှုကိုဆောင်ပြီးတဲ့အချိန်မှာကျမတို့ရဲ့နေရင်ရဖြစ်တဲ့ယေရှုခရစ်တော်ရှိရာမွေးရမြေအရင်းမြစ်ဖြစ်တဲ့ကောင်းကင်ဘုံကိုပြန်သွားရမယ်ဖခင်ရဲ့သားသမီးတွေဖြစ်ပါတယ်ဟာလေလုယာယေရှုခရစ်တော်အပြင်ဖြစ်ပါတယ်ဒါကြောင့်အခုချိန်မှာကောင်းကင်ရွှေပြည်မွေးရမြေကိုလွမ်းချင်းနဲ့လွမ်းတဲ့တတိယတဲ့ဂုဏ်တော်ချီးမွမ်းခြင်းနဲ့တေးတရုပ်ပေါ်အကောက်ကိုတေးတရုပ်ပေါ်သွားမှာဖြစ်တယ်ဒီတခြင်းကိုယေစတိကုန်းသူကတော့ Treasure of God TOG တပည့်တော်ဖြစ်တင်တန်းကျောင်းကကျောင်းဆရာဖြစ်တဲ့ဆရာကြီးပုံဆယ်လာကနေရေးစတည်ကုန်းထားတဲ့တည်ချင်းဖြစ်ပါတယ်ကြီးရှုခွန်အားနာဆင်ပြီးတော့မှခွန်အားယူကြရအောင်ဆင်ခြင်ကြရအောင်
ကဲတင်ချင်းတရင်ကောင်းဝင်ငါမယ်အသက်ဆန်းရေးတိုက်ကျွေးလို့ပြည့်ရင်မွေရထာနေပြန်နေမွေရထာနေကိုလွမ်းနေဝမ်းမြောက်စွာအိမ်ကိုပြန်ခဲ့